ခုမြင်တွေ့နေရတာတော့ဒါမြေရှားတတ်ထုတောင်တွေကိုဖောက်ပြီးတော့တောင်တွေကနေဒီဓာတုပစ္စည်းတွေလောင်းထည့်ပြီးတော့ထည့်လိုက်တဲ့အခါထွက်လာတဲ့အရည်တွေကိုပြန်ပြီးတော့တွေ့တန်းပြီးတော့ဒီစုကန်လေးကိုပို့တာဖြစ်ပါတယ်အဲစုကန်လေးကမှတစ်ခါပိုက်နဲ့တရုတ်ပြည်ဘက်ကိုတွေ့တန်းပြီးတော့ပို့နေတာဖြစ်ပါတယ်ဒါကတော့ကချင်ပြည်နယ်ပန်ဝါဒေသမှာဖြစ်ပါတယ်မြင်တွေ့ရတော့တောင်ပေါ်မှာဖောက်ထားတဲ့ထဲကနေပြီးထွက်လာတဲ့ဓာတုစီးနဲ့ရောထွက်လာတဲ့မြေရှားတထုရေတွေဖြစ်ပါတယ်ဒီရေတွေကိုစုကန်တဲ့ထက်စုကန်နေရမှာတခါတဆင့်ကျွန်တော်တို့ပိုက်တွေနဲ့အခုမြင်တွေ့ရတဲ့အတိုင်းတရုတ်ပြည်ဘက်ကိုတွေ့တန်းပြီးတော့ဒီကဆက်နဲ့တွန်းပို့နေတာဖြစ်ပါတယ်မြင်မှုတဲ့မိတ်ဆွေတို့တဲ့ဘိုးသူရဖြစ်တင်ဆက်ပြရခြင်းဖြစ်ပါတယ်